နေ့ကတော့ snorkeling လုပ်မှာဖြစ်ပါတယ်ဒီရဲ့ခင်တို့ကျွန်းရဲ့အရှိမှာပဲ snorkeling လေးလုပ်မှာဖြစ်ပါတယ်ဒီပင်လယ်ထဲမှာရှိတဲ့တန်တာကြောက်တန်းလေးတွေငါအလှငါလေးတွေပြီးလို့ရှိရင်မိမုံငါလေးတွေအရန်လှတယ်အဲ့ဒါလေးကိုတွားကြည့်မှာဖြစ်ပါတယ်ဒီနေ့ကတော့ရာသီဥတုတွေလည်းကောင်းနေလို့ပေါ့နော်ဒီလိုမျိုးsnorkeling လုပ်မယ်ဆိုလို့ရှိရင်ရာသီဥတုကောင်းမှလုပ်လို့ရတယ်နေရမ်းပူနေတဲ့အချိန်ပေါ့နော်နေပူနေတဲ့အချိန်မှာပင်လယ်အောက်ကိုတက်ကြည့်ရဆိုလို့ရှိရင်အဲ့နေအောင်လေးနဲ့ဆိုလို့ရှိရင်အောက်ကငါးလေးတွေကပိုပြီးမြင်ရတယ်အသားတော့နည်းနည်းအမဲခံရတာပေါ့နော်ဒါပေမဲ့အသားမဲတာနဲ့တန်အောင်ကိုလှတယ်ဆိုတော့ပြမယ်လိုက်ကြည့်မမခင်ဘာတွေးခဲ့လဲမမခင်ညီထဲပါဒါပါရမ်းလာတဲ့ငါးလေးတွေတွေ့တယ်ပြီးတော့ညီလေးလည်းတွေ့တယ်ငါးအုပ်လည်းတွေ့တယ်ငါးအုပ်ကမိဖုရားသွားတော့ငါးအုပ်ကတက်ပြေးသွားတယ်ပျော်ခဲ့လားကျင်းနေရလားကျင်းနေတယ်ဒါမှသူကမောပြီးဆိုလို့တက်မဲလေဒီချိုလေးချိုးအောင်ဒီနဲ့ညတက်တာဒီလေးကကောင်းတယ်နော်ဒီလေးချိုးရအေးလူလန်းသွားကျမလာရှင်ဒီဖြစ်လို့မျိုးတော့ကလေးလောက်ကလေးတွေဒီအရှိမှလည်းလုပ်လို့ရတယ်တချို့ရေကူးတက်တဲ့လူဆိုလို့ချင်းတော့အခုတချို့လိုမျိုးလုပ်လို့ရတယ်နော်ဟုတ်တယ်လုပ်ပြီးတော့မှငါးလေးတွေကိုအနိကက်ကြည့်လို့ရတယ်ကင်ကြည့်လို့တော့မရဘူးကင်လို့လည်းမရဘူးသူကမြင်တာအရင်မြင်တယ်ကင်လို့လည်းမရဘူးကိုယ်တွေ့ရတော့ထားပြီးဆိုဖြတ်ပြေးသွားโอเคဟုတ်ပြီအနားယူလိုက်အောင်